အမျိုးသမီးများပြည့်စည်ရခြင်းရဲ့အထူးကအကြောင်းရင်း၅ချက်နံပါတ်1မိဘအိမ်ကိုအလွန်အမင်းတွေ့တာမှုမိန်းကလေးကြောင့်လက်ထပ်ပြီးတဲ့နောက်မှာလဲမိဘအိမ်ကိုသာအရေးပေးပြီးအကြောင်းအရာကြီးငယ်ကိုမိဘအိမ်ကိုတွားပြော့တတ်ခြင်းဒါမှမဟုတ်အချိန်တိုင်းမိဘအိမ်နဲ့ယောက်ျားအိမ်ကိုနှိုင်းယှဉ်တတ်ခြင်းကြောင့်အိမ်တော်ကြီးတစ်ခုမှာအကြောင်းတွေစပြီးပေါ်လာတတ်ပါတယ်နံပါတ်2အခြားမျိုးသမီးများ၏အကြံဉာဏ်ယူခြင်းအိမ်တော်ရှင်အမျိုးသမီးတွေကအိမ်နီးချင်းအတော်အမဒါမှမဟုတ်လူမှုကွန်ရက်ပေါ်ကမြောက်ပင့်ပေးတဲ့သူတွေရဲ့စကားကိုယုံကြည်မိတတ်ကြပါတယ်မိသားစုတွေမှာစိတ်ထင်စရာတွေကိစ္စသေးသေးလေးကိုမင်းဘာလို့တီးခတ်နေရလဲမင်းမအခွင့်အရေးရှိတယ်ကွာရှင်းပြလိုက်အဲ့ဒီစကားမျိုးတွေကိုယုံကြည်တတ်ကြပါတယ်အမှန်တော့မိသားစုအိမ်တော်ရေးဆိုတာစဉ်းစားဉာဏ်ရှိစွာနဲ့ထိန်းသိမ်းရတာဖြစ်ပြီးတော့အပြင်အမြောက်ပေးတိုင်းသူတို့ပြောတဲ့စကားတွေကိုယုံစားရမှာမဟုတ်ပါဘူးနံပါတ်3ယောက်ျားမိသားစုကိုစိတ်မချစ်ခင်မမြန်နိုးခြင်းအမြဲဆိုသလိုချွေးမယောက်ျားဘက်ကမိသားစုဝင်တွေကလူတိုင်းကိုပဲအပြစ်မြင်နေမယ်အကြောင်းအရာတိုင်းကိုဝေဖန်နေမယ်အရာရာကိုနှိုင်းယှဉ်နေမယ်ဆိုရင်မိသားစုမှာချုံမြိန်တဲ့ဆက်ဆံရေးအစားခါးသိတဲ့အမုန်းတရားတွေသာရလာမှာဖြစ်ပါတယ်နံပါတ်4ဂျားပြောစကားများကိုယုံပြီးခင်မွန်းနဲ့အငြင်းပွားခြင်းမကြာခဏအိမ်နီးချင်းဆွေမျိုးဒါမှမဟုတ်အိမ်ထဲကကိစ္စတစ်ခုကိုစုံစမ်းစစ်ဆေးခြင်းမရှိဘဲနဲ့ဓာတ်ရိုက်ခင်မွန်းဆွဆွဲမိမြန်ခြင်းအော်ဟစ်ခြင်းဒါမှမဟုတ်အိမ်တော်ရေးပတ်သက်မှုတွေမှာခါးသိရဲ့စကားလုံးတွေနဲ့ဆက်ဆံခြင်းကအိမ်တော်ရေးဘဝကိုအတွင်းထဲကနေလှိုက်စားစေတတ်ပြီးတော့နောက်ဆုံးမှာခင်မွန်းအရာရာမှာတန်တရားဝင်လာစေတတ်ပါတယ်နံပါတ်5ခင်မွန်းကိုအရာရာမှာတန်တရားဝင်ခြင်းဖုန်းထဲမှာလည်းတန်တရားစကားအိမ်ပြန်နောက်ကြတော့လေပြဿနာရှာအမျိုးသမီးလှုပ်ဖွာကိုင်ပတ်တိုင်းကိုရန်သူလိုမြင်လာရင်အဲ့မှာအချစ်မရှိတော့ဘဲနဲ့စိတ်ဖိစီးမှုသာကြီးထွားလာမှာပါတန်တရားဆိုတာအချစ်နဲ့တန်ရုံစင်တွေကိုတဖြည်းဖြည်းချင်းဖျက်ဆီးပစ်တယ်အိမ်တော်ရေးဆိုတာနှစ်ဦးနှစ်ဖက်ညံရှိရှိနဲ့အတူရှောက်လန်းမှသာတည်မြဲမှာဖြစ်ပါတယ်အမျိုးသမီးဟာမိဘအိမ်ကိုလေးစားပါဒါပေမဲ့ယောက်ျားရဲ့မိသားစုကိုလည်းလက်ခံနိုင်ရမှာပါခင်မုန်းကိုယုံကြည်ပြီးတော့အပြင်ကအကြံဉာဏ်ထက်ခင်မုန်းနဲ့တိုင်ပင်ခြင်းသာအကောင်းဆုံးဖြစ်ပါတယ်